မြင်တွေ့နေရတာတော့ရခိုင်တိုင်းသားတွေမှာပါတဲ့မျိုးလူမျိုးတို့ရဲ့ယူဝါဒလေးတီးမှုတ်တဲ့လှဲပဲဖြစ်ပါတယ်ဒါကသူတို့ယူရတဲ့လေးတီးမှုတ်တဲ့အလှဲလုပ်တဲ့ပုံစံကကျွန်တော်တို့မလူမျိုးတို့ရဲ့လှဲပုံစံမျိုးနဲ့မတူပါဘူးသူမြင်လို့ရတဲ့အတိုင်းပဲအဲ့မှာတုတ်ချောင်းနေလေဟိုကဝီရှူမီပြန်ပုံစံလိုဒုံးမြန်ပုံစံလိုချောင်းလေးကိုထောင်နေပြီးတော့လှဲ့နေရတာပဲလှဲ့နေကြတာပဲဖြစ်ပါတယ်ဒါကတိုင်းရင်းသားလူမျိုးတွေအများကြီးရှိတဲ့ထဲမှာသူတို့ရဲ့ရိုးရာဓလေ့အစဉ်အလာတွေကလည်းမျိုးနွယ်စုတစ်ခုနဲ့တစ်ခုနဲ့မတူညီကြပါဘူးဘုဒ္ဓအနေဖြင့်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်